ခေါ်ဝေါ်တွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် definition ပြောပြလူပြိုကြီးဆိုတာစည်ရင်းနဲ့အင်းနဲ့လက်မှတ်မထိုးတဲ့သူခေါ်တာဟုတ်လားဒါဆိုရင်အဖြူကြီးတွေကြတော့စည်ရင်းနဲ့အင်းနဲ့ကိုစစ်နေရင်းနဲ့အဖြေမှန်မတွေ့ဘဲနဲ့တိုင်ပတ်နေတဲ့သူတွေကိုခေါ်တာဒီနော်ဒါဆိုရင်တစ်ခုလက်ကြတော့စည်ရင်းနဲ့အင်းနဲ့မှားပြီးလက်မှတ်ထိုးမိရဲ့ကိုခေါ်လာတာမသိမုတ်ဆိုးဘူးတို့မုတ်ဆိုးမတို့ကြတော့စည်ရင်းနဲ့အင်းနဲ့ကိုမီးရှို့ပြီးတော့မီးရဲပါသွားတဲ့သူတင်အိမ်နောင်တွေကလေးအဖေကလေးအမေကြတော့စည်ရင်းနဲ့အင်းနဲ့ကိုပျော်ပျော်ကြီးလက်မှတ်ထိုးပြီးတော့ပျော်ပျော်ကြီးထောင်ထဲဝင်သွားတဲ့လူတွေကမသိဘူးနော်အဲ့တော့ကိုရီးယားရောစည်ရင်းနဲ့အင်းနဲ့ကိုလက်မှတ်မှားထိုးတဲ့အဖွဲ့ကလားဒါမှမဟုတ်မီးရှို့ခံလိုက်ရတဲ့အဖွဲ့ကလားစည်ရင်းနဲ့အင်းနဲ့စစ်ပြီးကြာပြီးတိုင်ပတ်နေပြီးတော့စည်ရင်းအင်းတွေမမှန်တဲ့ဟာကိုစစ်နေနေကြာပြီးတော့တွေ့ဝေနေတဲ့အဖွဲ့ကလားဒီတို့ရောဘယ်အဖွဲ့လဲ